တို့ကအေးချမ်းချမ်းရိုးရိုးသားသားဥကိုယ်တိုင်လည်းလွတ်လွတ်လပ်လပ်ဒီတိုင်းပြည်မှာနေချင်တယ်မဟုတ်မဟုတ်မမှန်ဘူးမတရားလုပ်နေတယ်အဲ့ဒီကောင်ကရှင်ပြန်ဖြစ်လက်ညှိုးငေါင်းထိုးပြီးတော့ပြောလို့ရတဲ့ခစ်မျိုးဥတို့ကလိုချင်တာအဲ့တော့ဘယ်သူမှမဟုတ်တာလုပ်လို့မရတဲ့ခစ်ဖြစ်မသွားဘူးလားအဲ့လိုခစ်မျိုးဖြစ်ဖို့အတွက်လူတို့ကတွားချင်နေတာကိုအတင်းပိတ်ပင်တားဆီးထားတဲ့စနစ်ကအာဏာရှင်စနစ်ပဲအဲ့တော့အာဏာရှင်စနစ်မှာဘာဖြစ်လို့အတင်းပိတ်ပင်တားဆီးလဲသူတို့ကိုယ်တိုင်သူတို့ရဲ့လက်ပြမတန့်အောင်ပေါ့နော်သူတို့ကိုကြိုးစည်းဝါရှာခဲ့တာတွေတစ်ဖက်သက်အခွင့်အရေးယူခဲ့တာတွေအကုန်လုံးသူတို့ကတစ်သက်လုံးရာသက်မှန်ကာကွယ်ထားစေချင်တယ်ကာကွယ်ထားခြင်းတယ်အဲ့တော့လူလူမတရားလောက်ခံတာတွေအကုန်လုံးကိုလေဒီတိုင်းပြီးသွားစေချင်တယ်ဘယ်ရမလဲညီလေးကကိုဗစ်ကပ်ကာလာကြီးဖြစ်နေတာတော့အသက်နဲ့ရင်းပြီးတော့မဲပေးတယ်ဆိုတာအတိတ်ပဲမဲမဟုတ်ဘူးအခုအဲ့ရက်လက်ကိုပါဖျက်ဆီးပလိုက်တယ်ဆိုတော့ဒါစော်ကားတာပဲဒီတိုင်းမှာအကျင့်ပါနေတနက်ရှိရင်ယူနီဖောင်းဝတ်ထားလူဘာဝလို့ရတယ်ဆိုတာအဲ့ဒီစနစ်ကို sorry ပဲဥမာအသက်10ချောင်းရှိလို့10ကတန့်10ကပြန်ရှင်လာတဲ့ဒီချောင်းပဲပြောမှာဒါပဲဥကတိုက်ခိုက်မှာအဲ့တော့ဒါအခုမှပြောတဲ့စကားလည်းမဟုတ်တစ်သက်လုံးပြောလာတာဥကတစ်သက်လုံးပြောလာလူနော်ဥကမပြောရဘူးဆိုတာမရှိဘူးဥက right side တစ်ခုရှိရင်ဥကပြောရတယ်အသက်တစ်ချောင်းကိုနှမျောတဲ့အချိန်မှာနှမျောရတာနှမျောစရာမလိုတဲ့အချိန်မှာနှမျောနေစရာမလိုဘူးလူမှာဂုံတိတ်ခါဆိုတာရှိသေးတယ်ဂုံတိတ်ခါကြာဆုံးပြီးတော့အသက်ရှင်နေရတာမျိုးတော့ sorry ပဲတတ်တာပဲဒါမျိုးလူမလုပ်ဘူးအဲ့တော့ဦးယုံကြည်ချက်တိုင်းတစ်သက်လုံးရက်လာတာအဲ့တော့လောလောဆယ်အချိန်တွေမှာသူတို့ရှိမှသူတို့ဆိုတာဒီအာဏာရှင်ကိုပြောတာနော်စစ်အာဏာရှင်အုပ်စုပြောသူတို့ရှိမှကိုတိုင်းပြည်ကိုငဲတဲ့စိတ်လေးကိုပြည်သူလူထုကိုနည်းနည်းစာနာတဲ့စိတ်လေးနည်းနည်းရှိသွားတာနဲ့အခုကိစ္စပြည့်လည်သွားနိုင်တယ်ဒီတဲ့အချိန်တွေစိုးမလာဖို့တို့ကသူတို့ကအများကြီးတာဝန်ရှိတယ်သူတို့ကဘာလို့သူတို့ကလက်ရှိမှာသူတို့လက်စုပ်လက်ကန်ယူလာတဲ့အတွက်သူတို့တာဝန်ပဲတကယ်လို့တိုင်းပြည်မှာသွေးထန်တန်တွေဖြစ်မယ်မတရားဖိနှိပ်မှုတွေဖြစ်မယ်ဖမ်းဆီးမှုတွေဖြစ်မယ်ဆိုအဲ့ဒီတရားခံဒီကောင်တွေပဲသူတို့ပဲပြည်သူလာမပြောနဲ့ပြည်သူကဘာလောက်ခံပိုင်ခွင့်မှာရှိတဲ့လူတွေမဟုတ်မတရားဖိနှိပ်လွန်အားကြီးလာရင်တော့ပေါက်ကွဲမှာပဲအဲ့ပေါက်ကွဲကအပြစ်မဟုတ်ဘူးပေါက်ကွဲအောင်လှုပ်တဲ့မတရားဖိနှိပ်တဲ့လူမှသာအပြစ်ရှိတယ်ထိန်းချုပ်လို့ရနေတဲ့အခြေအနေရှိရတာနဲ့မထိန်းချုပ်ဘဲနဲ့ဒါကိုပို့ဆုံးအောင်လုပ်မယ်ဒီဟာကိုပို့ဆိုးလာတဲ့အခြေအနေပေါ်မှာအာဏာသိမ်းမယ်ဆိုတာယုံညံ့တာပဲယုံမှာတာပဲယွန်စရာကောင်းတာပဲလူမဟုတ်ရင်လုပ်ပေါ့ဟုတ်လားဦးပြောတာလူဆိုရင်တော့လူချင်းညှိလို့ရပါတယ်ဟုတ်လားအရေးကြီးတာဦးတို့ညှိရမယ်အခုအာဏာရှင်ဆိုတဲ့လူတွေထဲမှာလူတွေပါလာဖို့အရေးကြီးတယ်လူဆိုရင်တော့ညှိလို့မရစရာမရှိဘူးလူချင်းဟုတ်တယ်မလားလူမဟုတ်ရင်တော့ညှိလို့ရမှာမဟုတ်ဘူးနော်လူချင်းမကြံမဲနဲ့ပိုးစိုးပက်ဆက်တွေလည်းလူမဟုတ်ရင်တော့လုံကောင်းလုံတာပေါ့လုံရဲတယ်လေသူကလူမမဟုတ်တာလူကတော့မလုံရဲဘူးလူမှာဟီရီအော်တပတ်ရှိတယ်ဟီရီအော်တပတ်ဆိုတာသိလားအရှက်နဲ့အကြောက်လူကရှက်တတ်တယ်ကြောက်လဲကြောက်တတ်တယ်တို့တော့ဒီရှက်ချင်းကြောက်ချင်းဆိုတာသူတစ်ပါးကိုမတရားလုပ်ရမှာမတရားသဖြင့်အသက်မွေးပြီးရှင်သန်နေရမှာမတရားသဖြင့်ချမ်းသာကြီးပွားပြီးစီးစိမ်ခံနေရမှာကိုတခြားလူတွေလက်ညှိုးထိုးခံရတဲ့ဘဝမျိုးနေရမှာကိုရှက်လို့အဲ့လိုဘဝမျိုးနေရမှာကိုကြောက်လို့ပြီးရင်လူဆိုတာတဘဝနဲ့မပြီးတန်နေရဆိုတာရှိသေးတယ်လောက်ထားတဲ့ကံရဲ့အကျိုးပေးတွေရှိသေးတယ်တန်နေရမှာဘယ်လောက်ထိခံရမလဲဆိုတာကိုကြောက်တတ်လို့လူလို့ခေါ်တာအဲ့ဒီဟီရီအော်တပတ်တရားနှစ်ခုမရှိရင်တရိษံမယ်အဲ့တော့ဆူတောင်းတယ်ဦးတို့လူတွေနဲ့ကြည်နိုင်ရပါစေလူချင်းကြည်နိုင်ရပါစေအဲ့တော့တရိษံလို့ဖြစ်လာလို့ကတော့တရိษံတိတ်တောင်းချမ်းလာရင်တော့လူကသူ့စောကိုယ်စောတော့မှာပဲလေဟုတ်လားဒါပါပဲဦးပြောတာ